Hello အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဆိုရင်အင်တာနက်နဲ့ social media ကိုသုံးခဲ့တာနှစ်20နှစ်လောက်ရှိပြီပေါ့ဒါပေမဲ့ line ပေါ်မှာတော့ social media မှာတော့မှလိုက်လွှင့်ပြီးစကားတွေအများကြီးပြောတာတို့ video file တို့ဘာလို့အများကြီးဆိုပေါ့အကြာကြီးစကားပြောလိုက်ပါကျွန်တော်မလုပ်တတ်ဘူးဆိုပေါ့မပြောချင်တာပေါ့စာတွေပါရေးပြီးတော့အရင်တော့ပြတ်သွားတဲ့အကောင့်တွေမှာတော့ရေးတယ်အခုကစကားပြောချင်တာလေစကားလေးနည်းနည်းများများလေးပြောချင်တာလေစိတ်ကူးလေးကပေါ်လာတယ်ဘာလို့အเจ้าကတိုက်ဆိုင်ပြီးတော့တော်တော်လေးကိုပြောချင်နေတာဖြစ်နေလို့ဟိုဒီရွေးကောက်ပွဲအတူရောင်ရွေးကောက်ပွဲလုပ်ပြီးတော့မဟာလာမင်းအောင်လိုင်ကသမရဖြစ်ရေးအတွက်ပေါ့အဲ့ဒါကိုလူတိုင်းကရေပန်းစားနေတဲ့ဥစ္စာလေးပေါ့ကျွန်တော်တို့ဒီရွေးကောက်ပွဲအတူရောင်ရွေးကောက်ပွဲဖြစ်လာတာလည်းသဘောကျသူများတွေကတော့သဘောမကျဘူးဒါလည်းကျွန်တော်လည်းတော်လိုင်းသမားဖြစ်ခဲ့တဲ့အတွက်ကြောင့်ကျွန်တော်လည်းသဘောမကျဘူးဒါပေမဲ့ကျွန်တော်တော့အကောင်းဘက်ကိုင်ဆိုရင်တော့သဘောကျတယ်ဘလို့သဘောကျတယ်ဆိုတော့သူတမရဖြစ်သွားလေပို့ပြီးတော့သဘောကျလေပို့ကြိုက်လေဘာလို့ဖြစ်လို့လဲဆိုတော့ဒီဥစ္စာနဲ့ပတ်သက်ပြီးတော့ပိတ်ပြီးတော့ဂျင်းမိနေတဲ့လူတွေပေါ့ brain wave လောက်ခံရတဲ့လူတွေကအများကြီးပဲဆိုတော့အများကြီးတွေကသူတမနာဖြစ်သွားတဲ့အခါကျရင်သူတို့ပိန်းနေရတယ်ပွင့်ထွက်သွားမှာပေါ့အမြင်တွေပို့ပြီးတော့ပွင့်သွားမှာပေါ့အဲ့လိုမျိုးကအဲ့လိုလူမျိုးတွေကဘလို့လူမျိုးတွေလဲဆိုတော့ကျွန်တော်ပြပြဒီစကားစဒီမားလာတော့ဝင်းရံတဲ့လူတွေကသူအတွင်စည်းနဲ့အပြင်စည်းရှိတယ်ဘာလို့ဆိုတော့ဌာနဆိုင်ရာတွေများတဲမှာနှစ်ကြကြကျင်လေခဲ့တဲ့လူတွေကသိတယ်အတွင်စည်းဆိုတာကဒီဌာနဆိုင်ရာဝန်ထမ်းတွေသူတို့ဖွဲ့စည်းတွေကလူတွေအဲ့လိုလူမျိုးတွေကိုသူအတွင်းစည်းလို့ခေါ်တယ်အပြင်စည်းကြတော့အရက်ဖက်အဖွဲ့စည်းတွေပေါ့သူတို့ဝင်းရံတဲ့မဘာသာတို့အမျိုးသားရေးသမားတို့ဘာတို့အမျိုးဘာသာသာသနာတို့အဲ့လိုပေါ့အဲ့လိုလူမျိုးတွေကြတော့အပြင်စည်းအဲ့အပြင်စည်းက69ရာခိုင်နှုန်းကပတ်စံရလို့သူတို့ဝင်းရံတာပတ်စံရလို့လုပ်တဲ့လူတွေ1ရာခိုင်နှုန်းကတော့ပိန်းပြီးတော့လောက်တဲ့လူတွေပေါ့69ရာခိုင်နှုန်းကတော့ပတ်စံရလို့လောက်တဲ့လူတွေအတွင်းစည်းရလူတွေကြတော့ဘယ်လိုလဲဆိုတော့80ရာခိုင်နှုန်းက brain wave အလောက်ခံရပြီးတော့သူတို့ပိန်းတာတွေရှိတယ်ပြီးတော့သူတို့ယာရုအာနာလောက်ပိုင်ငွေတွေရကျင်လို့ချောင်းသမားတွေပေါ့အဲ့လိုလူမျိုးတွေကဌာနဆိုင်ရာဘောင်းဆုံးမှာရှိတယ်သူတို့80ရာခိုင်နှုန်းကဟုတ်တာပေါ့သဘောကျတယ်ထောက်ခံတယ်ဒါပေမဲ့30ရာခိုင်နှုန်းလူတွေကောင်းတဲ့လူတွေတော့ရှိတယ်ပညာတတ်ပြီးစာတက်တဲ့လူတွေအဲ့လူတွေကတော့ဟိုဘက်ဒီဘက်မျှတွေးပြီးတော့ကောင်းတယ်ဆိုတယ်ဆိုတာအဲ့ဌာနဆိုင်ရာထဲမှာအကုန်ရှိတယ်ပြီးတော့သူတို့ကအဲ့အတွင်းစည်းထဲမှာလူတွေကိုမှသူတို့ကနှစ်ပေါင်းများစွာဘလို့လဲဆိုတော့သူကအရက်ဖက်ခလာတဲ့လူတွေဆိုရင်သူတို့ကအဲ့စကားစားအုပ်စုပေါ့စကားစားအုပ်စုကသူကကွန်မန်ဒါနေရာကိုဘယ်တော့မှမပေးအရက်ဖက်ကလာတဲ့လူမှန်တယ်များဌာနဆိုင်ရာဘောင်းလုံးမှာဘလောက်ပဲပညာရှိကြီးဘလောက်တက်ဘလောက်တော်သူကကွန်မန်ဒါနေရာကိုဘယ်တော့မှမပေးဘူးတိတ်ကောင်းတော့ဒုတိယပဲပေးတိတ်တော့ရင်ဒုတိယပဲပေးတယ်အကုန်လုံးကသူတို့စစ်ဖက်ကလာတဲ့အလူတွေကိုပဲကွန်မန်ဒါနေရာကိုပေးတယ်အဲ့တော့သူတို့နှစ်ပေါင်းများစွာလောက်ခဲ့တဲ့ဥစ္စာပေါ့ကမ္ဘာမှာရောမြန်မာမှာရောသူတို့ကမာဖီးယားပေါ့သူဘန်းစကားနဲ့ပြောရင်သူတို့မာဖီးယားအဖွဲ့အစည်းပုံစံမျိုးသူတို့ကအဲ့လိုသွားတာအဲ့လိုသွားရင်လည်းသူတို့အဲ့အတွင်းစည်းရလူတွေကဟိုမင်းအောင်တော့တမရဖြစ်သွားလို့ရှိလို့ရှိရင်တော်တော်များများကအဲ့လို30ရာခိုင်နှုန်းကတော့ပွင့်ဖို့ဗလားလာပို့ပြီးတော့69ရာခိုင်နှုန်းရှိတာပေါ့80ရာခိုင်နှုန်းကလူတွေကလည်းသူတို့ဥစ္စာတွေပိန်းနေတာတွေပွင့်လာဘာလို့ဆိုဒီ2021အာနာသိန်းတွေကဒါပေါ့တေးကြီးပြက်စီးဘဝပြက်သွားပြီးတော့လူတွေအများကြီးပဲရှိတယ်သူတို့ထဲကလူတွေသူတို့မိသားစုတွေအဲ့လိုမျိုးကြီးရှိတော့အစတော့သူတို့ကဘလို့ချင်းမိထားတယ်ဆိုသူတို့တေးတာတော့သူတို့
အသက်နိုင်ငံတော်ရဲ့ပေးဆက်သွားတာပါညာတိုင်းပြည်နဲ့လူမျိုးတွေဘာညာတတာကပေါ့အမျိုးဘာသာတွေအဲ့လိုမျိုးတွေသူကဂျင်းထည့်တာဂျင်းထည့်တာတဲ့ဥစ္စာဟိုမင်းအွန်လိုင်းတမနာဖြစ်သွားတာနဲ့အဲ့လူတွေကဘလို့သူတို့အမြင်ပွင့်သွားမလဲဆိုတော့သူတို့တေကြီးပြက်စီးမိသားစုတွေပွဲကွာအဲ့လိုအိုးအင်းတွေပြက်စီးဟိုသူလက်ရှိအရင်တော့တေခဲ့တဲ့လူရောနောက်ထပ်တေမဲ့လူတွေအကုန်လုံးလက်ရှိတာဝန်ထမ်းဆောင်နေတဲ့လူတွေရောဒီမင်းအွန်လိုင်းတမနာဖြစ်ရေးအတွက်ကိုသူတို့ဒီလိုမျိုးလုံနေရတယ်ဆိုတာကိုအဲ့မှာပို့ပြီးတော့သူတို့ဟိုသိလာမှာပေါ့သူတို့အတွင်းသေးရလူတွေအမြင်ပွင့်လာမှာပေါ့အားကြောင့်ကျွန်တော်ကတော့မင်းအွန်လိုင်းတမနာဖြစ်ရင်ပို့ကြိုက်တယ်ဘယ်ဆိုတော့သူတို့အတွင်းသေးရလူတွေသူတို့စကားစားတွေရဲ့လူတွေကအဲ့လိုအမြင်တွေပွင့်လာအားကြောင့်မင်းအွန်လိုင်းမအားလားတမနာဖြစ်ပါစေလို့ကျွန်တော်ဆုတောင်းတယ်ဘာလို့ဖြစ်ကိုဖြစ်မှာပါဒါပေမဲ့စုတောင်းတာမှမြေကြီးလက်ခိုင်းလွဲနေအောင်ပါဖြစ်ကိုဖြစ်မှာဖြစ်လေပူကောင်းလေပဲအဲ့တော့မှသူတို့အတွင်းစည်းရလူတွေပွင့်ထွက်လာမှာကိုယ်အတွက်ပို့ပြီးတော့တိုင်းပြည်နဲ့လူမျိုးအတွက်ပို့ပြီးတော့တနိုင်ငံလုံးအတွက်အကုန်လုံးအဆင်ပြေကြမှာသူဖြစ်ရင်ပို့အဆင်ပြေတယ်အားကြောင့်ကျွန်တော်ကမင်းအွန်လိုင်းတမနာဖြစ်လေကြိုက်လေပဲဟိုရေကောပဲသူတို့အတုလောက်တဲ့ဥစ္စာလည်းကြိုက်တယ်သဘောကျတယ်ဒါပေမဲ့ဟာသားလိုပဲသဘောထားတယ်အဲ့လိုမျိုးလုပ်လေပို့ပြီးတော့ကိုယ်ဘက်ကဒီဒေါ်လာရေးဘက်ကပို့ပြီးတော့ပြည်သူလူထုကပို့ကောင်းနေပဲသူသမ္မတဖြစ်လေပို့ကောင်းနေပဲအဲ့ဒါမှအဲ့သူတို့အတွင်းစည်းရလူတွေပွင့်ထွက်မှာအဲ့ဒါလေးပြောချင်တာပါခင်ဗျာစိတ်ကူးတယ်လို့